Hello အားလုံးပဲမင်္ဂလာပါအရင်တာရိုချာနေကြိုဆိုပါရစေ။ဒီခုလုပ်ပေးမှာက Aries လေးတွေအတွက် April reading ဖြစ်ပါတယ် April January reading ဖြစ်ပါတယ်။တစ်ရက်နေ့ကနေ12ရက်နေ့ထိပေါ့နော်။ energy reading ဖြစ်ပါတယ်။အဲ့တော့အကုန်လုံးနဲ့ energy ကိုက်ညီချင်မှကိုက်ညီမယ်။ကိုယ်နဲ့ကိုက်ညီတဲ့အပိုင်းလေးတွေကိုပဲယူပါလို့မြင်ပြောချင်ပါတယ်။အကယ်၍ energy ပိုင်းဖြစ်ခဲ့တယ်ဆိုလို့ရှိရင်မင်းကို like and follow လေးပေးဖို့မင်းနဲ့နော်။ reading မစခင်မှာ Aries လေးတွေအကုန်လုံး happy birthday ပါနော် okay reading လေးစလိုက်Okay 5 of 1 6 of 1 1နေရွေးစပြီးတွေ့နေပြီ1နေရွေးစပြီးတွေ့တယ်ဆိုရင်ကတော့ career နဲ့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲပို့ဖြစ်ပုံများတယ် Okay the sun ကတော့ wish fulfillment ပေါ့နော်လိုချင်တဲ့ဆန္ဒလေးတွေကိုတောင်းတတဲ့ဆန္ဒလေးတွေပြည့်စုံလာရဲဆိုတော့ကပ်ထားလိုက် Oh the tower ကတော့ရုပ်တရက်အပြောင်းလဲကြုံရမယ်ကလေးရင်ဆွဲလိုက်မယ်နော် Okay the Hierophant ကမိသားစုနဲ့ပတ်သက်တာ Okay Oh my god Okay အဲ့တော့ဘယ်ကနေစရမလဲရုပ်တရက်အပြောင်းလဲတွေကြုံရမယ်တခုခုအဆုံးသတ်ပြီးတော့တခုခုအစပြုရတာမျိုးနော်ဒါ relationship လည်းဖြစ်နိုင်တယ်လုပ်ငန်းခွင်လည်းဖြစ်နိုင်တယ်ဒီနေရာအပြောင်းလဲလည်းဖြစ်နိုင်တယ်နော်ဘာလို့လဲဆိုတော့ကိုဒီနေရာမှာဆက်ရှိနေတော့တာမျိုးနော်ရုပ်တရက်စီစဉ်ထားတာလည်းမဟုတ်ဘူးရုပ်တရက်စိတ်ခံစားမှုပုံမူတည်ပြီးတော့ relationship တခုပြတ်တောက်သွားတာမျိုးဒါမှမဟုတ်ရုပ်တရက်စိတ်ခံစားမှုပုံမူတည်ပြီးတော့မှအလုပ်ထွက်ဖြစ်ကြမျိုးရုပ်တရက်စိတ်ခံစားမှုပုံမူတည်ပြီးတော့မှ next year plan တခုကိုထဆွဲလိုက်တာမျိုးကိုယ့်ရဲ့ future plan ထဆွဲလိုက်ပြီးတော့ကျိုးဆိုလို့ရှိရင်လေ့ကျင့်ခန်းတွေစလုပ်တာမျိုး gym စသွားတာမျိုးเนาะဒါမျိုးလေးပေါ့တခုခုဆုံးသက်ပြီးတော့ချို့ဆိုရင်မကောင်းတဲ့ habit လေးတွေပေါ့ daily habit မှာစေးလေးတောက်တာဘာညာအဲ့လိုမျိုးပေါ့เนาะဒါတွေကတော့ဖြတ်ခဲ့ပါတယ်ဒါပေမဲ့တခုခုဆုံးသက်သွားပြီးတော့တခုခုအစပြုတာပေါ့เนาะအဲ့လိုမျိုးမိသားစုနဲ့ပတ်သက်ပြီးတော့မိသားစုအိမ်ပေါ့နော်တချို့ကတော့အိမ်နေထိုင်ရအိမ်အပြောင်းလဲရှိတာမျိုးပေါ့နော်ဒါမှမဟုတ်နေထိုင်ရအိမ်နဲ့ပတ်သက်တဲ့ကိစ္စမိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအပြောင်းလဲရှိတယ် Okayလုပ်ငန်းခွင်မှာ challenge တွေများတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့အနည်းဆုံးရန်လူလေးပေါ့နော်လုပ်ငန်းခွင်ကလူတိုင်းကကိုယ်သတိထားမယ်လူမျိုးတွေဖြစ်နေအပြစ်မှာတော့ချိုးကြတယ်ပေါ့နော်ဒါကိုနေရာတည်မြဲဖို့အတွက်ကိုတိုက်ယူနေရတဲ့အနေအထားမျိုးနော် challenge တွေများတယ်စူးလေးနဲ့ထောက်ထားနော်ရှုံးတဲ့လူကဒါခံရမှာအဲ့တော့ကိုနေရာတည်မြဲဖို့အတွက်ကိုလက်နက်တွေတက်ဆင်ရတယ်ဒီလုပ်ငန်းခွင်ဝင်နေတဲ့သူတွေဆိုလို့ရှိရင် experience တွေယူရတယ်language barrier ဆိုတော့ဘာသာစကားပေါ့နော်ဘာသာစကားနဲ့ပတ်သက်တဲ့ဟာတွေတင်ယူရတယ်ဒါကကိုလက်နက်တက်ဆင်တာနဲ့အတူတူပဲပေါ့အဲ့လိုမျိုးတွေပေါ့အစိန်ခုံမှုတွေများတယ်ကိုနေရာတည်မြဲဖို့အတွက်ကိုအမြဲတမ်းupgrade လုပ်နေရတဲ့အနေအထားမျိုးလေ့လာသင်ယူနေရတာပေါ့နော်ကိုအမြဲလေ့လာသင်ယူနေရတယ်စူးစမ်းလေးကပေါ့နေလို့မရဘူးလုပ်ငန်းခွင်အဲ့လိုလုပ်ငန်းခွင်မျိုးဒါပေမဲ့မြင်ကြည့်လိုက်တာတွေ့ရက opposite နှစ်ခုတွေ့ရတယ်
အဲ့တော့ Aries လေးတွေကဘာဖြစ်နေလဲဆိုတော့1ရက်နဲ့ဒီ April 1ရက်နဲ့12ရက်ကြာမှာခြေကုံလက်ပန်းကျနေတဲ့ခံစားချက်မျိုးတွေရှိတယ်ဒါပေမဲ့ခြေကုံလက်ပန်းကျနေတယ်လို့ခံစားရတယ်ဒါပေမဲ့ still keep moving forward လုံးဝရက်မသွားဘူး depression ဝင်ပြီးတော့မှ function တွေလုပ်နေတဲ့ဟာတွေလုံးဝရက်မသွားဘူးရှေ့ဆက်တူတယ်တလန်းချင်းစီသွားနေအနေထားမျိုးလုံးဝလဲမကျသွားဘူးလေအကြိုင်ပြန်ထားတယ်လေအကြိုင်ပြန်ထားတယ်လုံးဝ keep moving forward သွားနေတဲ့အနေထားမျိုးလေးတွေတွေ့ရတယ်နော်အဲ့တော့အဲ့ရဲ့အကျိုးရလကပါလေဆိုတော့ကိုစူးစမ်းရင်စူးစမ်းသလောက်အရာထင်တဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်။ကိုယ့်ရဲ့အထက်လူကြီးတွေကကိုယ်စပြီးတော့မှကိုယ့်ရဲ့ performance ကိုယ့်ရဲ့လုပ်ပုံကိုင်ပုံကိုယ့်ရဲ့ပါနှပ်ပုံကိုယ့်ရဲ့အားစိုက်ပုံပေါ့နော်အလုပ်ကိုတန်ဖိုးထားပုံဒါမျိုးတွေကိုမြင်နေပေါ့နော်မြင်နေတယ်တချို့ကတော့မမြင်ဘူးလို့ထင်ကောင်းခံစားရမယ်ဒါပေမဲ့ဒီကိုယ့်ရဲ့ performance review ပေါ်မူတည်ပြီးတော့မှကိုယ့်ကိုလက်စာတိုးမဲ့သူတွေကိုယ့်ကိုreview ကောင်းပေးမဲ့သူတွေကဒီအရာတွေကိုသတိထားမိတဲ့အနေအထားမှာရှိတယ်နာမည်ကောင်းလေးတွေနဲ့စပြီးတော့ရနေတဲ့အနေအထားမျိုးလေးတွေရှိတယ်နော်ဒါကိုယ့်အတွက်ကောင်းတယ်လीနော်ကိုယ့်အထက်လူကြီးကကိုယ်လုပ်ပုံပိုင်ပုံတွေကိုသဘောလဲကြတယ်အတိမတ်လည်းပြုလာတဲ့အနေထားမျိုးအဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါ3ယောက်ကနော်3ယောက်ကအမွေးခံနေကြတယ်ဘာအတွက်လဲဆိုတော့ဒီမှာကြည့်ဥလေးကနေပေါက်သွားပြီကိုစူးစမ်းစပြီးတော့စူးစမ်းအစပြုပြီးစူးစမ်းလာတဲ့ဟာလေးကအစပြီးတော့အရာထင်လာရှေ့လျှောက်တာကြီးအကောင်ကကြီးလာဖို့ပဲရှိရဟုတ်တယ်မလားကိုပြုစုပြောထောင်ရင်ပြုစုပြောထောင်မှုမှန်ကန်လို့ဒါကြီးကကြီးလာမှာအဲ့တော့ဆိုလိုတဲ့သဘောကကိုစူးစမ်းရင်စူးစမ်းသလိုကိုလက်နဲ့သက်ဆင်နိုင်တဲ့လောက်ကိုကအထက်ကိုရောက်မယ်အနေထားမျိုးမှရှိတယ်အဲ့တော့မိသားစုတွေနဲ့တငယ်ချင်းတွေနဲ့ချစ်သူခင်သူတွေနဲ့သတင်းကောင်းshare ရတာမျိုးပေါ့နော်သတင်းကောင်းပြောပြရတာမျိုးကိုအောင်မြင်မှုတွေကိုမျှဝေတာမျိုးတွေကြုံရမယ်နော်အခုလောလောဆယ်မှာတော့ဒါဒီလိုအနေထားမျိုးလေးတွေတွေ့ရတယ်နောက်ပြီးဒီမှာကြည့်လို့ရှိရင်social ကောင်းနေမယ်နော် Aries လေးတွေတရက်နဲ့12ရက်ကြာမှာ social ကောင်းနေမယ် socialization အရင်ကောင်းနေမယ်ပြီးတော့မှမျောလင်းချက်တွေနဲ့ပြည့်နေဥမာမျောလင်းချက်တွေနဲ့ပြည့်နေတယ်ဆိုတာဒီဘယ်လိုမျိုးလဲဆိုတော့ကွာအနာဂတ်အတွက်ကိုဖြစ်ချင်တဲ့အရာတွေကို plan နေစဆွဲမယ်တလန်းချင်းစပြီးတော့မှအကောင့်ထဲပေါ်မယ်အဲ့တော့ဖြစ်ချင်တဲ့ဟာတွေအများကြီးအဲ့လမ်းကြောင်းပေါ်လေရောက်နေပြီဆိုတော့ plan နေဆွဲမယ်ရှေ့အနာဂတ်အတွက်အိမ်မက်တွေလည်းအများကြီးပဲပေါ့နော်ဒါဒီလိုနေဒါမျိုးကြည့်သူကြည့်ရလို့ရှိရင်သူကိုသူယုံကြည်မှုတွေအများကြီးရှိရယ်plan နေအများကြီးရှိတယ်ပင်ပန်းနေရှေ့လဲဆက်နေတယ်ဒါပေမဲ့ဘောင်ထဲမှာရောက်နေရလို့မခံစားရဘူးလွတ်လပ်နေရလို့ခံစားရတယ်ကိုယုံကြည်မှုပြည့်ရှိတယ်ဒါတော့မိသားစုလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့မှရန်သူတွေဝိုင်းနေအနေထားမိသားစုနဲ့ပတ်သက်လို့ရှိရင်လည်းကြောက်စားဖြစ်တာမျိုးဒါမှမဟုတ်ရှင်တချို့ဆိုရင်ခေါ်မပြောဖြစ်သွားတာမျိုးတွေလည်းရှိတတ်တယ်နော်ရုပ်တရက်ပြောင်းလဲပေါ့ဒါမှမဟုတ်လို့ရှိရင်မိသားစုရဲ့အိမ်ရဲ့နဲ့ပတ်သက်ပြီးတော့မြင်ပြောသလိုမျိုးနော်မိသားစုရဲ့အိမ်ရဲ့နဲ့ပတ်သက်ပြီးတော့မှဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့မှအပြောင်းလဲရှိမယ်ဒါမို့မကြည့်ဒါသူတို့တွေနဲ့ခက်ဝေး drama တွေနဲ့ခက်ဝေးနေတာမျိုးချိုးကြော်တဲ့လုပ်ငန်းခွင် drama ပေါ့နော်လုပ်ငန်းခွင် drama တွေနဲ့ခက်ဝေးနေတာမျိုးဟိုမှာစိတ်ပေါင်းကိုကွာဒီလုပ်ငန်းခွင်အတွင်းမှာ social ကောင်းတော့ကောင်းပေါင်းတင်မိမယ်ကိုယ့်ရဲ့ personal life တွေမှာသူတို့နဲ့ engagement မလုပ်တာမျိုးပေါ့ဟိုမှာရုံးကလူတွေနဲ့ outgoing သွားတာတော့ခီးသွားတာတော့မလုပ်ဘူးပေါ့နော်ကို personal အချိန်မှာကိုပဲအာရုံစိုက်ပြီးတော့ drama တွေနဲ့ခက်ကင်းနေတဲ့အနေအထားမျိုးတွေ့ရတယ်နော်Ten of Pentacles တကယ်တော့
Ten of Pentacles နဲ့ The Sun ဆိုလို့ရှိရင်ကိုမျှော်မှန်းထားတဲ့အနာဂတ်အနည်းဆုံးအသေးဆုံးအနာဂတ်ကပါလဲဆိုတော့ဒီ1ရက်နဲ့April 1ရက်နဲ့12ရက်နေ့အတွင်းမှာကျုပ်ဆိုလို့ရှိရင် promotion ရတာမျိုးချူကတော့လူကြီးကနေပြီးတော့မှကိုရဲ့ performance တွေကိုသဘောကျတယ်ဆိုတဲ့အကြောင်းခေါ်ပြောတာမျိုးเนาะဒါမှမဟုတ်ဘူးဆိုလို့ရှိရင် bonus ရတာမျိုးတွေရှိနိုင်တယ်เนาะ Okay ဒါကမမေ Aries လေးတွေအတွက်လုပ်ပေးတယ် April 1ရက်နေ့ကနေ12ရက်နေ့အတွက် January reading ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ Bye bye